အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်တော့ချောင်းရင်ကတော့ challenge လာလုပ်ပေးချင်တာကတော့ကျွန်တော်တို့ဗီဒီယိုတွေကိုတင်တဲ့အခါလူတွေမမီများဘူးမလားเนาะဒါကြောင့်မလို့လူမီများအောင်เนาะဒီနေ့မှာချောင်းရင်ကတော့ကျွန်တော်တို့ profile မှာလည်းလူမီများအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ချိန်ထားတဲ့နေရာတစ်ခုရှိပါတယ်เนาะဒီနေ့မှာကျွန်တော်တို့ profile မှာလူမီများလာအောင်ဗီဒီယိုတွေတင်တဲ့အခါလူတွေကိုလာကြည့်များလာအောင်လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအတူတူသွားကြမယ်ပေါ့နော်အရင်ဦးဆုံးကျွန်တော်တို့ Facebook ထဲမှာဝင်လိုက်ပါနော် Facebook ထဲမှာဝင်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ profile လေးကိုတစ်ချက်လေးဝင်လိုက်ပါပြီးရင်ဒီ min 3ချောင်းလေးကိုတစ်ချက်ကိုနှိပ်လိုက်ပါနော်ပြီးရင်ဒီ အပေါ်ကပေါ်ပင်လေးပြုတ်ပြင်မယ်တစ်ချက်လေးနှိပ်လိုက်ပါနော်ပြီးရင်အပေါ်ကလည်းဆွတ်လိုက်ပါပေါ့နော်တကယ်ချင်းလေးပေါ့နော်ဒီနေရာလေးမြင်လိုက်မယ်ပေါ့နော်ဒီမှာအသေးစိတ်အချက်များနော်ပြင်မယ်တစ်ချက်လေးနှိပ်ပါနော်ပြီးရင်အပေါ်ကကတော့ကျွန်တော်တို့ဟာတာအသိပဲကျွန်တော်ထားတာပေါ့နော် profile လေးပဲထားတာပေါ့နော်ပေါ်ပင်လေးတစ်ချက်ကိုနှိပ်ပါနော်ဒီမှာနော်ဂိတ်သမားဆိုရင်ဂိတ်ကစားသူဂီတာပညာရှင်စာရေးစရာကျွန်တော်တို့ကတော့ဘာတစ်ခုမှမဟုတ်ဘူးဆိုရင်เนาะဒီမှာတွေ့လားလူသိများထင်ရှားသူတစ်ချက်လေးရွေးလိုက်ပါပေါ့နော်တွေ့လားနော်တစ်ချက်ကိုရွေးလိုက်ပါပြီးရင်သိမ်းမယ်လို့တစ်ချက်နှိပ်ပါโอเคဒီမှာအပေါ်ကတက်လာပြီနော်လူသိများထင်ရှားသူနော်โอเคပြီးရင်သိမ်းမယ်နောက်ထပ်တစ်ချက်ထည့်နှိပ်ပါโอเคဒါဆိုရင်ဒီလောက်လေးနဲ့ပဲပေါ့နော်ဒီလောက်လေးနဲ့ပဲထားနော်အကောင့်တွေကိုဗီဒီယိုတွေကိုလူကြည့်များလာလိုက်မယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအကျိုးရှိတယ်ဆိုရင်တကယ်ချင်းစီကိုလည်း share ပေးဖို့မမိကြပါနဲ့ပေါ့နော်โอเคပါ